ပရိသတ်တို့ရေအပိုင်းတရဲ့အဆုံးသတ်မှာမိသားစုတစ်ခုလုံးတက်ဖြတ်ခံလိုက်ရပြီးတဲ့နောက်မြောက်ပိုင်းလျက်မင်းသမီးလေးဖုန်ရှင်အားဟာရန်သူလက်ကနေလွတ်မြောက်ဖို့ထွက်ပြေးရင်တော့ထဲမှာတတိလစ်သွားတာကိုအားလုံးမှတ်မိကြမှာပါဘိုင်းနှစ်မှာတော့ကံကောင်းထောက်မှတ်စွာနဲ့ပဲအဲ့ဒီဒေါနာမှာနေထိုင်တဲ့ဝေယံဆိုတဲ့မိန်းကလေးကသူ့ကိုဆဲယူကဲတင်ခဲ့ပါတယ်ဝေယံဆိုတာမြို့တော်ကဝင်ကြီးချုပ်ရဲ့သမီးဖြစ်ပေမဲ့မိခင်ဖြစ်သူကအစေခံမို့လို့အိမ်တော်ကနေနှင်ထုတ်ခံထားရပြီးဒီတောရွာလေးမှာဒုက္ခမျိုးစုံနဲ့နေထိုင်နေရသူပါဒီမိန်းကလေးနှစ်ယောက်ဟာဘဝတူတွေဖြစ်တာကြောင့်ခဏချင်းမှာပဲမောင်နှမအရင်တွေလိုတန်ရောစင်တွဲသွားကြပါတယ်ဝေယံကသူ့ရဲ့အိမ်မက်လေးဖြစ်တဲ့တနေ့မှာအိမ်တော်ကလူတွေလာခေါ်ရင်အမေနဲ့ပြန်ဆောင်ခြင်းနဲ့ဆိုတဲ့အကြောင်းကိုရင်ဖွင့်ပြောပြနေတဲ့အခန်းဟာတကယ့်ကိုကြည်ကွဲစရာပါပဲဒါပေမဲ့ပျော်ရွှင်စရာအချိန်တွေကတိတ်မကြလိုက်ပါဘူးဝေယံကိုမြို့တော်ကအိမ်တော်စီပြန်ခေါ်မယ်ဆိုပြီးလူတစုရောက်လာပါတယ်ဝေယံခန့်မြမှာတော့သူ့ကိုတကယ်လာခေါ်ရဲဆိုပြီးဝမ်းသာအားရပြင်ဆင်နေရှာတာပါတကယ်တော့ဒါဟာဝင်ကြီးချုပ်ကတော့ချီရွင်ရုပ်ကသူ့သမီးရဲ့အန္တရာယ်ဖြစ်လာမဲ့ဝေယံကိုအမြင့်ဖြတ်တက်ပစ်ဖို့ဆေလွတ်လိုက်တဲ့လူသက်သမားတွေပဲဖြစ်ပါတယ်လူသက်သမားတွေဟာဝေယံကိုအမှောင်ထဲမှာလှုပ်ကြံတဲ့အချိန်မှာဖုန်ရှင်အားကကယ်ဖို့ကြိုးစားခဲ့ပေမဲ့နောက်ကျသွားခဲ့ပါပြီဝေယံဟာဖုန်ရှင်အားရဲ့ရင်ခွင်ထဲမှာတင်အသက်ပြောက်သွားခဲ့ပါတယ်တကဘာလုံးမှာသူ့အပေါ်စိတ်ရင်းနဲ့ကောင်းခဲ့တဲ့တူးလေးသောတငယ်ချင်းတည်ဆုံသွားတာကိုမြင်လိုက်ရတဲ့ဖုန်ရှင်အားရဲ့နာကျင်မှုဟာဒီအပိုင်းရဲ့အသေးအနာဆုံးအခိုက်အတန့်ပါပဲဝေယံရဲ့ရုပ်အလောင်းကိုမြင်းမြုပ်ပေးပြီးတဲ့နောက်မှာတော့ဖုန်ရှင်အားရဲ့မျက်လုံးတွေဟာအရင်လိုကြောက်ရွံ့နေတဲ့မိန်းကလေးမဟုတ်တော့ပါဘူးသူဟာပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်အဲ့ဒါကတော့ဝေယံရဲ့ဝိညာဉ်အတွက်ကောက်ကျစ်တဲ့လီအိမ်တော်ကိုကလဲစားချေဖို့နဲ့သူ့ရဲ့မိသားစုကိုတတ်ခဲ့တဲ့ရန်သူတွေကိုအပြည့်ရှင်းဖို့ပါပဲသူဟာဝေယံရဲ့အဝတ်စားတွေကိုလဲဝတ်ပြီးလီဝေယံအဖြစ်အသွင်ပြောင်းလိုက်ပါတယ်ဒီနေ့ကစပြီးမြောက်ပိုင်းလျက်မင်းသမီးဖုန်ရှင်အားတည်ဆုံသွားပြီးငါဟာလီဝေယံပဲလို့ရေရွတ်လိုက်တဲ့အခန်းဟာဇလန်းရဲ့အဓိကအလှည့်ပြောင်းဖြစ်လာပါတယ်ရန်သူအတိုက်အမြုံဖြစ်တဲ့မြို့တော်ကိုတွားဖို့သူဟာမကြောက်မရွံ့ခြေလန်းဆက်လိုက်ပါပြီမြို့တော်ကိုတွားတဲ့လမ်းခီးမှာတော့မမျော်လင့်ထားတဲ့တိုက်ဆိုင်မှုတစ်ခုဖြစ်ခဲ့ပါတယ်ဝေယံတဲခိုတဲ့နေရာမှာရန်သူတွေကမီးရှို့လုပ်ကြံတဲ့အခါမင်းသားတော့ပါကျွင်းကသူ့ကိုမီးထဲကနေပွေ့ချပြီးကယ်ထုတ်ခဲ့ပါတယ်မင်းသားကတော့ဒါဟာတာမန်မိန်းကလေးတစ်ယောက်ကိုကယ်လိုက်တယ်လို့ပဲထင်ခဲ့တာပါဒါပေမဲ့ဝေယံအတွက်တော့ဒီလူဟာသူ့ရဲ့မိသားစုကိုတတ်ခဲ့တဲ့အင်ပါယာရဲ့မြေတော်မှန်တိလိုက်တဲ့အခါစိတ်ထဲမှာအယမ်းကိုရှုပ်ထွေးသွားပါတယ်ရန်သူမြေဖြစ်ပေမဲ့သူ့ကိုကယ်တင်ခဲ့တဲ့ကျေးဇူးရှင်ဖြစ်နေတာကြောင့်ဝေယံတယောက်ဘာဆက်လုပ်ရမလဲဆိုတာဝေခွဲမရဖြစ်နေတဲ့အကြည့်တွေဟာအယမ်းကိုအမှုပညာဆန်ပါတယ်သူတို့နှစ်ယောက်ကြားကကံကြမ္မာငင်တဲ့အချစ်ဇလန်ဟာဒီမိဘုံကြီးတဲကနေစတင်ခဲ့တာဖြစ်ပါတယ်နောက်ဆုံးမှာတော့ဝေယံဟာလီအိမ်တော်ရဲ့ကိဝကိုရောက်ရှိလာပါတယ်သူ့ကိုအမြဲတမ်းနှိမ်ချင်နေတဲ့မယားကြီးချီရွင်ရိုးနဲ့သမီးဖြစ်သူလီချန်လဲတို့ဟာဝေယံပြန်ရောက်လာတာကိုမြင်ပြီးအံ့ဩတုန်လှုပ်သွားကြပါတယ်သူတို့တက်ခိုင်းလိုက်တဲ့သူကပြန်ပေါ်လာရုံနဲ့မကပဲအရင်ကလိုနုနယ်တဲ့မိန်းကလေးမဟုတ်တော့ပဲအားလုံးကိုရဲရဲဝံ့ဝံ့ရင်ဆိုင်မဲ့အတွင်နဲ့အိမ်တော်ထဲကိုဝင်လာခဲ့တာပါကောက်ကျစ်တဲ့အစီအစဉ်တွေအကွက်ချလုပ်ကြံမှုတွေကြားထဲမှာဝေယံတယောက်ဘလိုမျိုးတံပြန်တိုက်စစ်စင်မလဲဆိုတာကတော့ရင်ခုန်စရာပါပဲနောက်ထပ်အပိုင်းတွေမှာဝေယံရဲ့အားကျစရာကလဲစားချင်မှုတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်တော့